ဟိုပူလိုက်ရင်စီနေနဲ့ထည့်လိုက်ပါမယ်ဂျားနှစ်စွန်းထည့်ပါမယ်ဂျားကိုအရင်ကြော်တော့စီနဲ့ကြော်လိုက်ပါနော်ဂျားအရင်မရှိတော့အဖြူပဲတောင်းထားတာပါနော်ဂျားလေးကတစ်ဖြည်းဖြည်းကြော်လာပြီကြော်လာလို့ဒီနေသားရောက်လာပြီဆိုရင်ရရနေရတဲ့ဝတ်သားလေးတွေဝတ်သားလေးတွေလုံးလို့ဒီနေသားရောက်လာပြီဆိုရင်ဒီလေးထည့်လိုက်ပါမယ်ခင်ဗျာရေလေးကိုတုံထားတာပေါ့နော်ဒီလေးထည့်လိုက်ပါမယ်ဖုံးလေးတစ်ချက်အုပ်ထားလိုက်ပါမယ်ရပြီလားမသိနော်တစ်ချက်ဖွင့်ကြည့်အောင်ဆယ်ပဲနော်ရနေပါပြီအနက်လေးကဟေးနေပါပြီခင်ဗျာဝတ်သားလေးဒီနေသားရောက်လာပြီဟေးဆိုလို့ရှိရင်စက်သွန်ကြီးလေးစိတ်ကိုလေးထည့်လိုက်ပါမယ်စက်သွန်ကြီးနှစ်ချမ်းချမ်းသားလေးထည့်လိုက်ပါမယ်နော်စက်သွန်ကြီးလေးတွေနူးဤပါအောင်ဖုံးထားလိုက်ပါမယ်ခင်ဗျာရပြီလားမသိနော်တစ်ချက်ဖွင့်ကြည့်မယ်နော်နေပါပြီခင်ဗျာနော်အရောင်စင်းအနံ့အရတာနဲ့ပြည့်စုံတဲ့ဝတ္တနုချက်တွေရပါပြီခင်ဗျာနော်တမင်အရန်စားလို့မိတ်နဲ့ဝတ္တနုချက်လေးရပါပြီခင်ဗျာနော်တငယ်ချင်းတို့လည်းလိုက်ပြီးတော့အချက်စားကြည့်ကြနော်